ခွေတိုလောကတွေကိုခြေလန်းဆလမ်းပြီးဆိုတာနဲ့လူတိုင်းကချက်တွေကြီးနီးဝယ်နီးရောင်းနီးတွေကိုပဲအလူရက်လေးလာကြတာများပါတယ်ဒါပေမဲ့တခုတတိထားမိလားတော့မသိဘူးတချို့သူတွေကနီးပညာတွေအရန်တော်နေပါလေရဲ့နဲ့ဘာလို့ပတ်စံတွေရှုံးနေကြတာလဲအဖြေကတော့ရှင်းရှင်းလေးပါသူတို့ကဈေးကွက်ကိုရှုံးတာမဟုတ်ပဲသူတို့ရဲ့စိတ်ခံစားချက်ကိုရှုံးနေကြလို့ပါ trading ဆိုတာကိန်းဂဏန်းတွေတက်တက်မဟုတ်ပါဘူးတကယ်တော့ဒါစိတ်ပညာကစားပွဲတစ်ခုပဲ crypto ဈေးကွက်ကတခြားဈေးကွက်တွေထက်ပိုပြီးအတက်အကျမြန်လွန်းတော့ကျွန်တော်တို့ရဲ့စိတ်ကိုပိုပြီးကလိတတ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ trading စလုပ်မဲ့သူတိုင်းမဖြစ်မနေသိထားရမယ့် fear greed နဲ့ FOMO ဆိုတဲ့ရန်သူ၃កောင်ကိုဘလို့နှိမ်နင်းမလဲဆိုတာပြောပြပေးသွားပါမယ်ကျွန်တော်တို့ပထမဆုံးရင်ဆိုင်ရမယ့်ရန်သူကြီးကြောင့်ပြောပြပါမယ်အဲ့ဒါကတော့တခြားသူမဟုတ်ဘူးဖီးယားဆိုတဲ့ကြောက်စိတ်ပဲတကယ်တော့ကြောက်တဲ့ဆိုတာလူသားတိုင်းမှာရှိတဲ့တဘာဝတရားပါပဲဒါပေမဲ့ trading လောကတွေရောက်လာတဲ့အခါဒီကြောက်စိတ်ကခမ ्या ကိုအကျိုးပေးမဲ့အစားဒုက္ခပေးတဲ့နေရာမှာဆရာကြီးဖြစ်သွားတတ်ပါတယ်အထူးသဖြင့် crypto လိုမျိုးဒီနေ့တသိန်းမနှက်ပြန်တုံညာဖြစ်ခြင်းဖြစ်နေတဲ့ဈေးကွက်မှာဆိုရင်ဒီကြောက်စိတ်ကခမ ्या ကိုပညာပြရတာပဲဒီနေရာမှာ loss aversion ဆိုတဲ့စကားလုံးလေးကိုခဏလောက်ကြည့်ရအောင်ဒါကဘာလဲဆိုတော့လူတွေကအမြဲရလို့ပျော်ရတဲ့ပျော်ရွှင်မှုထက်ပတ်စံတစ်တောင်းရှုံးသွားတဲ့အခါခံစားရတဲ့နာကျင်မှုကနှစ်ဆလောက်ပိုပြီးခံစားရတာမျိုးပါပြောချင်တာကစောညဲရင်တော့ဒီလောက်မခံစားရဘူးပေါ့ဗျာအဲ့ဒီတော့ဘာဖြစ်လဲဆိုတော့ချက်ထဲမှာအနီရောင်တိုင်းလေးတစ်တိုင်းနှစ်တိုင်းမြင်လိုက်တာနဲ့ရင်ထဲမှာဒိတ်ဒိတ်ဖြစ်လာတယ်9%နဲ့ကုံတော့မှလားအကုံပြောင်တော့မှလားဆိုပြီးလက်ကစတုံလာတယ်အဲ့ဒီအချိန်မှာကိုကနီးပညာအရာတိတိကျကျတွက်ချက်ထားတာတွေအကုန်မေ့သွားပြီးအလန့်တကြားနဲ့ရောင်းထုတ်ပြီးတော့တာပဲဒါကိုကျွန်တော်တို့ကဘန်းနစ်ဆဲဒီလို့ခေါ်တာပေါ့ရဲစရာကောင်းတာကကိုရောင်းလိုက်ပြီးမိနစ်ပိုင်းလောက်နေတော့မှဈေးကပြန်တက်သွားတာမျိုးကြုံပူးကြမှာပါအဲ့ဒီအခါကျမှကိုနှစ်ဖူးကိုပြန်ရိုက်ပြီးငါခဏလောက်တီးခန့်လိုက်ရမှာဆိုပြီးနောင်တတွေရကြတဲ့လူတွေမှတပုံကြီးပါနောက်ထပ်ကြောက်စိတ်ကပေးတဲ့ဒုက္ခတစ်ခုကတော့အခွင့်အရေးကြီးကိုထိုင်ကြည့်နေမိတာပဲဈေးကွက်ကအခြေအနေကောင်းနေပြီဝယ်တင်တဲ့အချိန်ရောက်နေပြီဆိုတာသိနေပြီမဲ့နေအောင်ထက်ကြအောင်မှလားမသိဘူးငါဝယ်လိုက်မှပြုတ်ကျသွားရင်ဒုက္ခဆိုတဲ့အဆွဲကြီးကခမ ्या ကိုခြေကျုံမိစေတယ်ဒါကို analysis paralysis လို့ခေါ်ကြတယ်ပေါ့ဗျာဆိုလိုတာကစဉ်းစားလုံးလို့ဘာမှမလုံးနိုင်တော့တဲ့အခြေအနေပေါ့အဲ့ဒီလိုနဲ့ထိုင်ကြည့်နေရင်ဈေးကတက်သွားရောအဲ့ဒီတော့မှငါဝယ်လိုက်ရမှဆိုပြီးဖြစ်ပြန်ရောတကယ်တော့ဒီကြောက်စိတ်ကိုနိုင်ဖို့ဆိုတာကိုယ်စိတ်ကိုအရင်ဆုံးမြင်အောင်ထားနိုင်ရမယ်ဒီအတွက်အကောင်းဆုံးနည်းလမ်းကတော့ကိုယ်တကယ်ဆုံးရှုံးသွားရင်တောင်ဘဝပြတ်မသွားမဲ့ကိုယ့်ရဲ့နေစဉ်စားဝတ်နေရေးကိုမထိခိုက်စေမဲ့ပိုရှန်တဲ့ငွေကြေးမျိုးနဲ့ပဲကစားဖို့ပါပတ်စံကအပူဆိုရင်စိတ်ကဘယ်တော့မှမအေးနိုင်ပါဘူးပြီးတော့ stop loss ဆိုတဲ့အကာအကွယ်လေးကိုလည်းစနစ်တကျသုံးထပ်ဖို့လိုပါတယ်ဒါမှသာဈေးကွက်ကကိုမထင်မှတ်ထားတဲ့ဘက်ကိုရောက်သွားခဲ့ရင်တောင်အေးလေဒီလောက်ပဲရှုံးမှာပဲဆိုတဲ့စိတ်နဲ့အေးစစ်စစ်အိပ်ပျော်နိုင်မှာပါဈေးကွက်ကိုကြောက်မနေပါနဲ့ကြောက်စိတ်ကြောင့်အမားလုံးမိမယ်ကိုယ်စိတ်ကိုပဲထိန်းချုပ်ကြည့်ပါဒီအပိုင်းမှာဆိုရင်ကြောက်စိတ်ကကျွန်တော်တို့ကိုဘယ်လိုမျိုးကစားသွားလဲဆိုတာမြင်လောက်ပြီးထင်ပါတယ်ကြောက်စိတ်အကြောင်းပြီးသွားပြီဆိုတော့နောက်ထပ်ဇက်လိုက်ကြော်ကြီးတယောက်အကြောင်းပြောရအောင်သူကတော့ greed လို့ခေါ်တဲ့လောဘပေါ့တကယ်တော့ကြောက်စိတ်ထက်ပိုကြောက်ဖို့ကောင်းတာကဒီလောဘပဲဗျဘာလို့လဲဆိုတော့ကြောက်စိတ်ကခမ ्या ကိုရှုံးနေအောင်တားပေးနိုင်သေးတယ်ဒါပေမဲ့လောဘကတော့ခမ ्या အတွက်ကြောက်ထဲကိုပြုံးပြုံးကြီးခုန်ချခိုင်းတာမျိုးပါစဉ်းစားကြည့်ဗျခမ ्या ဝယ်ထားတဲ့ coin လေးကဈေးတက်လာပြီခမ ्या အနေနဲ့အရင်ကသတ်မှတ်ထားတာကတော့10%တက်ရင်ရောင်းမယ်ပေါ့ဒါပေမဲ့တကယ်တမ်း10%လည်းတက်လာရောစိတ်ထဲမှာဘာဖြစ်လာလဲဆိုတော့ဟာဒါကြီးကနောက်ထပ်20 30တက်အောင်မှာပဲအခုရောင်းလိုက်ရင်ငါနာသွားမှာပေါ့ဆိုတဲ့အတွေ့ကချက်ချင်းဝင်လာတယ်ဒါကို the trap လို့ခေါ်လို့ရတယ်လောဘရဲ့ထောင်ချောက်ပေါ့ရောင်ရဲမှုမရှိတော့ဘူးထက်တက်အောင်မှာပါဆိုတဲ့မျောလင်းချက်နောက်ကိုမျက်စိမိတ်လိုက်သွားတော့တာပဲပြီးတော့ဘာဖြစ်လဲအမျက်ထုတ်ရမယ့်အချိန်မှာမထုတ်ဖဲကင်ထားရင်းနဲ့ဈေးကတရှိန်ထိုးပြန်ကျသွားရောအဲ့ဒီတော့မှငါစောစောကရောင်းလိုက်ရမှာဆိုပြီးနောင်တရတာမျိုးက trader တိုင်းကြုံမှုတဲ့ကန်တဝင်ဖြစ်ရကြီးပေါ့ဗျာဒီလောဘကခိုင်းတဲ့နောက်ထပ်အန္တရာယ်ရှိဆုံးအလုပ်တစ်ခုကတော့ over leverage ကြီးမှာငါမှပါတာကတိန်းတယ်ဒါပေမဲ့တန်ဖိုးလောက်ကစားလိုက်ရင်အမြက်ကဆယ်စားရမှာပဲဆိုတဲ့အတွေ့မျိုးပေါ့ကိုအိတ်ကထဲကပစံထက်ပိုပြီးပုံဟောလိုက်တဲ့အခါဈေးကကိုထင်းလို့တက်ရင်တော့ဟုတ်တာပေါ့ဒါပေမဲ့နည်းနည်းလေးဆင်းသွားတာနဲ့တင်ကိုရင်းတွေအကုန်ပြောင်းသွားနိုင်တယ်ဆိုတာကိုလောဘကကွယ်ထားတတ်တယ်နောက်ပြီးတော့အော်ရင်ပေါ့ဗျာဒီတစ်ခါတော့တေးကြပြီးငါမှရှိသမျှအကုန်ပုံအော်လိုက်တော့မယ်ဆိုပြီးဝင်လိုက်ပြန်ရော trading ဆိုတာယင်းနှမြုံနှံမှုမဟုတ်တော့ပဲလောင်စားဖြစ်သွားတဲ့အချိန်ကအဲ့ဒီအချိန်မှာပဲဒါကိုဘလို့ကြော်လွားမလဲတကယ်တော့ရိုးရှင်းပါလေကျွန်တော်တို့ကစက်ရုပ်လိုစိတ်မျိုးထားတတ်ရမယ်ဈေးကွက်မှာအမြတ်ကိုအကုန်အစင်ဘယ်သူမှမယူနိုင်ဘူးဆိုတာကိုအရင်ဆုံးလက်ခံပါကိုတတ်မှတ်ထားတဲ့တားဂက်ရောက်ရင်ကြည်ကြည်နက်နက်ကြီးအမြတ်ထုတ်ပြီးထွက်ခဲ့လိုက်ပါထက်တက်ရင်တက်ပါစေငါးမို့ကတလောက်ပဲဆိုတဲ့စိတ်မျိုးမွေးနိုင်မှဒီလောဘကိုနိုင်ပါပါလောဘနောက်ကိုမလိုက်ဖက်ကိုယ်တိုင်ဆွဲထားတဲ့စီတန်း trading plan နောက်ကိုပဲလိုက်ပါမှတ်ထားပါဈေးကွက်ထဲမှာအမြဲတမ်းအမြတ်ရနေဖို့ထက်အမြဲတမ်းတည်ရှိနေဖို့ကအရေးကြီးပါတယ်ဖို့မို့ဆိုတာဖီးယားအောင်မစ္စည်းအောက်ရဲ့အတူကောက်ပါပြောရရင်အခွင့်အရေးကြီးလွတ်သွားမှကိုအသေးလေးကြောက်နေတဲ့စိတ်ပေါ့
ဒါကခရစ်တိုလောကမှာအဖြစ်အများဆုံးယောဂတစ်ခုပဲဗျအထူးသဖြင့်ဒီနေ့ခေတ်လို့ Facebook တို့ Telegram တို့မှာငါတော့ဘလောက်မြက်ပြီဘယ်ကွိုင်ကတော့လာကဘာအထိတက်တော့မှာဆိုတဲ့ဓာတ်ပုံတွေတရင်တွေတက်လာပြီဆိုရင်လူကမနေနိုင်တော့ဘူးဟာသူများတွေတော့ချမ်းသာကုန်ပြီငါပဲကြံခဲ့တော့မှလားဆိုတဲ့အတွေ့ကရင်ထဲမှာမိစားနဲ့ထိုးလို့ခံစားရတော့တာပဲအဲ့ဒီအချိန်မှာကိုကဘာ grab မှလည်းမကြည့်တော့ဘူးဘာလေးလာချက်မှလည်းမရှိတော့ဘူးသူများတွေဝယ်နေကြလို့ဆိုတဲ့အတိတ်တစ်ခုရဲ့နဲ့ဈေးကထိတ်ဆုံးရောက်နေတဲ့အချိန် all time high မှာအလော်တကြီးလိုက်ဝယ်မိတော့တာပဲကျွန်တော်တခုပြောပြမယ်ခရစ်တိုချက်မှာစိမ့်ကြီးတွေအတိုင်းလိုက်တက်နေတာကိုမြင်ရင်အဲ့ဒါဝယ်ရမယ့်အချိန်မဟုတ်ဘူးဒါကတတိထားရမယ့်အချိန်မှာလူတွေအလို့ရဝယ်နေကြတဲ့ green candle ကြီးနောက်ကိုလိုက်သွားတာဟာတကယ်တော့အစင်းဘတ်ကားကိုအတင်းပြေးတက်နေတယ်လို့ပါပဲကိုလည်းဝယ်ပြီးရောဈေးကပြန်ကျလာတော့တာမျိုးခဏခဏကြုံဘူးကြမယ်ထင်ပါတယ်အဲ့ဒီအခါကျမှကိုကအမြင့်ဆုံးဈေးမှာဝယ်မိတဲ့တောက်ပိုင်ရကြီးဖြစ်သွားတာပေါ့ဒီဖိုမိုယောဂကိုကုဖို့ဆိုရင်အမှန်တရားတစ်ခုကိုအရင်လက်ခံရပါမယ်အဲ့ဒါကတော့ဈေးကွက်မှာအခွင့်အရေးဆိုတာဘတ်ကားလိုပဲဆိုတာပါပဲတစည်းလွတ်သွားရင်နောက်တစည်းထပ်လာမှာပါအတင်းပြေးလိုက်เสียမလို့ဘူးဈေးတက်နေတဲ့အချိန်မှာလိုက်ဝယ်မယ်အစားဈေးပြန်အကျကိုစိတ်ရှိရှိနဲ့စောင့်ဝယ်တာကမှစမတ်ကြတဲ့ trader တယောက်ရဲ့လုပ်ရက်ပါသူများတွေ profit ပြပြီးကြွားနေတာကိုကြည့်ပြီးစိတ်မလို့ရှားပါနဲ့သူတို့ကသူတို့ရဲ့ trading plan နဲ့သူတို့သွားနေတာကိုကလည်းကိုယ့်ရဲ့ plan နဲ့ကိုအေးအေးဆေးဆေးသွားရပါမယ်မှတ်ထားပါအခွင့်အရေးတစ်ခုလွတ်သွားတာဟာပတ်စံရှုံးတာတဲ့အများကြီးတာပါသေးတယ်ဖိုမိုရဲ့ခိုင်းစဉ်မှုကိုညှင်းဆန်နိုင်ပြီဆိုတာနဲ့ခမရဟာတကယ်ရင်းချက်တဲ့ယင်းနှင်းနှုံးနှံသူတယောက်ဖြစ်လာပါပြီဒါဆိုဒီစိတ်ခံစားချက်တွေကိုလက်တွေ့မှာဘယ်လိုထိန်းချုပ်မလဲပထမဆုံးအနေနဲ့ထွေတိကြနဲ့ထားပါကိုဝယ်လိုက်တဲ့အချိန်မှာဘာစိတ်ခံစားချက်ရှိလဲဘာကြောင့်ဝယ်လဲဆိုတာချရေးထားတာကကိုပြန်သုံးသပ်ဖို့အကောင်းဆုံးနည်းလမ်းပါဒုတိယအနေနဲ့ DCA Dollar Cost Average နည်းလမ်းကိုသုံးပါ DCA အကြောင်းဒိစိတ်သိကျင်ရင်တော့ဒီဗီဒီယိုကိုတွားကြည့်လို့ရပါတယ်ဈေးတက်ကြကိုတတ်မှတ်ထားတဲ့ပမာဏအတိုင်းပုံမှန်ခွဲဝယ်တာဟာစိတ်ပီစီးမှုကိုအများကြီးရှော့ချပေးနိုင်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ 1% rule ပါတက်ခါချွေရင်ကိုယ်ရင်းရဲ့1%ထက်ပိုပြီးရှုံးမခံတဲ့စနစ်ကိုသုံးမယ်ဆိုရင်ခမရရဲ့စိတ်ကအမြဲတမ်းအေးဆေးတည်ငြိမ်နေမှာဖြစ်ပါတယ်နောက်ဆုံးပြောချင်တာကတော့ trading မှာအတော်ဆုံးဆိုတဲ့သူတွေက grade တွေ indicator တွေအကျဉ်းဆုံးသူတွေမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်လှုပ်ရှားမှုကိုအငြိမ်ဆုံးထိန်းနိုင်တဲ့သူတွေသာဖြစ်ပါတယ်ဈေးကွက်ကဘလို့ပဲလှုပ်ခတ်ပါစေခမရရဲ့စိတ်ကိုခမရကသာထိန်းချုပ်နိုင်ပြီဆိုရင်တင်ဟာအောင်မြင်တဲ့ trader တယောက်ဖြစ်ဖို့လမ်းစာပေါ်ရောက်နေပါပြီဈေးကွက်ကိုကျွန်တော်တို့ထိန်းချုပ်လို့မရပါပဲကျွန်တော်တို့ရဲ့စိတ်ကိုတော့ကျွန်တော်တို့ကိုယ်တိုင်ထိန်းချုပ်လို့ရတယ်ဆိုတာမမေ့ပါနဲ့ခမရကခရစ်တိုကိုစနစ်တကျလေ့လာပြီးရေရှည်အတွက်ဝယ်စုခြင်းနဲ့ဆိုရင်တော့ဘီကတ်မှာဝယ်စုကိုအကြံပေးခြင်းပါလေဘာလို့အကြံပေးရလဲဆိုတော့ဘီကတ်ဆိုတာတောက်အိတ်ချင်းတစ်ခုဖြစ်တဲ့အပြင်ယုံကြည်စိတ်ချရတဲ့အိတ်ချင်းတစ်ခုဖြစ်တာကြောင့်ပါဘီကတ်အကောင့်မရှိသေးဘူးဆိုရင်တော့ကျွန်တော်တို့ခရစ်တိုချင်းရဲ့ reference code ဖြစ်တဲ့ CCMM1 ကိုသုံးပြီးအကောင့်ဖွင့်လို့ရပါတယ်ဘာလို့အသုံးပြုတင်လဲဆိုရင် trading လုပ်တိုင်းတက်တာ trading fee discount 20% နဲ့ကျွန်တော်တို့ခရစ်တိုချင်းဘက်ကနေလုပ်ပေးမဲ့ campaign တွေကနေလည်းလက်ဆောင်တွေယူလို့ရအောင်မှာဖြစ်ပါတယ်ဘီကတ်နဲ့ပတ်သက်တဲ့ playlist ကိုတော့ဒီဗီဒီယိုရဲ့ description မှာထည့်ပေးထားပါမယ်ခရစ်တိုနဲ့ပတ်သက်တဲ့အကြောင်းတွေဘီကတ်နဲ့ပတ်သက်တာတွေမေးချင်လို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ခရစ်တိုချင်း channel ရဲ့ Telegram group ကိုလာရောက်မေးလို့ရပါတယ်နောက်ပြီးလမ်းစဉ်လာတိုင်းကျွန်တော်တို့ခရစ်တိုချင်းမှာ campaign တွေကျင်းပပေးနေတာဖြစ်လို့ကျွန်တော်တို့ရဲ့ Telegram group ကို join ထားတင်ပါတယ်ဒီဗီဒီယိုကခင်ဗျားအတွက်အကျိုးရှိခဲ့ရင် like and share လုပ်ပေးဖို့မမေ့ပါနဲ့ဟုတ်နော်တခြားသိချင်တာတွေရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်